ပြန်ပြီဗျာအောင်ပြန်ပြီနော်39339ဆိုတော့မနက်ညနေဆုံးအောင်တယ်ဘလို့အောင်လဲဆိုရင်မနေ့ကကျွန်တော်ပေးတာ396639နဲ့ကပ်ပြီးခွေခိုင်းတော့လုံးဝအဆင်ပြေတယ်နော်ပြီးတော့ဒါတင်မဲ့မဟုတ်နော်တောက်ကြမှာကျွန်တော်ဇာတုပတ်သေးကျွန်တော်ကိုပေးထားတယ်မိသားစုတွေကိုအောင်ပါတယ်အဲ့တော့ဒီပတ်ဆိုရင်မိသားစုဆိုရင်ကျွန်တော်တို့စုစုပေါင်း3ကပ်ရှိပြီးအောင်တာနော်3ကပ်တခုအရေးကြီးတာပြောပြမယ်လာမယ့်အပတ်အင်္ဂါဗုဒ္ဓဘူး2ရက်ပိတ်တယ်ဒါကြောင့်ဒီပတ်မှာကျွန်တော်ရတော့ရှာတော်တော်လေးရနေပြီအစင်လေးပြေနေပြီလုံးဝမကြည့်နဲ့တော့နော်အဲ့တော့ဒီနေ့ကျွန်တော်စီမှာအခွေတစ်ခွေတော့ရှိတယ်အဲ့အခွေတွေတော့အမျိုးဆက်သမီးငင်းနေပေါ့နော်ဆိုတော့အဲ့လိုမှမဟုတ်ဘူးကျွန်တော်စီမှာလာမယ့်အပတ်တော့အင်္ဂါမကျော်ပေါ့နော်အင်္ဂါနေ့ပိတ်တယ်ဆိုတော့ဒီနေ့ရယ်မနက်ဖြန်လာမယ့်ပတ်တနင်္လာနေ့ရယ်ကြာလာပြီးရ3ရက်ဆော့မယ်ဆိုရင်ကျွန်တော်မှာဇာတုပတ်တည်ရှိတယ်ကန်ကောင်းထောင်းမဆိုတယ်အကောင်ပေါ်တာပုံမှန်ဆိုရင်ပေါ်တာကသူကအင်္ဂါမကျော်ပေါ်တာဒါပေမဲ့ကျွန်တော်ကအင်္ဂါနေ့ပိတ်တော့တနင်္လာနေ့နဲ့ပြီးလောက်မလားဒီနေ့နဲ့ပြီးလောက်မလားအဲ့တခုတော့ကြည့်ရမယ်နော်ကဲအဲ့တော့လမ်းမလေးနေပြပါဦးဒီနေ့ကျွန်တော်ဈေးကွက်ကြည့်လိုက်တဲ့အခါကျတော့ modern internet ဈေးကွက်ကြည့်လိုက်တဲ့အခါကျတော့9834 convert label ဆိုပြီးလာပေါ်တယ်အဲ့တော့9834ဆိုတော့တောက်ကြနေမှာ convert label ဆိုတော့နည်းနည်းတော့စဉ်းစားရဖြောသွားပြီအဲ့တော့တေချာနားထောင်ပါနော်အဲ့ကျွန်တော်ခုနက convert label နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာစောက်လေးနဲ့တော့ကျွန်တော်ကြည့်ထားတယ်ဗောနော်ဟာစောက်လေးနဲ့တော့ကြည့်ထားပြီလေကျွန်တော်ဒီထဲမှာရှိတယ်အဲ့ထဲမှာကျွန်တော်တစ်ချက်တော့ပြမယ်နော်နားထောင်ပေးပါ complete liberate လာတယ်ဆိုရင် modern internet ကိုပြောရအောင်နော်ဈေးကွက်ရလာတယ်ဆိုရင်ကျွန်တော်အဓိကကန်ရမရွှေကြီးကလာတယ်ဒါတော်တော်လေးလာတယ်နော်ငါအဓိကမပန်းပေါဟာရွှေကြီးကငါတော့ပါပါဗျာငါပါမယ်ငါရဲ့ရှေ့ကမပါဖြစ်ပါမယ်ငါရှစ်ဟိုလာတယ်ဒါနော်ဟာတော်တော်မိုက်တယ်ငါရှစ်တက်ပါဗျာငါရှစ်တက်ဆိုတဲ့ရွှေကြီးကိုကင်ပါနော်ငါရှစ်တက်ဆိုတဲ့ရွှေကြီးကိုကင်ပါနော်ငါရှစ်တက်ဆိုတဲ့ရွှေကြီးကိုကင်မယ်အဲ့တော့မနေ့ကကျွန်တော်368ပေးတယ်ဒီနေ့ကတော့ငါရှစ်တက်နော်အဲ့တော့ငါရှစ်တက်ကိုကျွန်တော်ဗာနဲ့ကပ်ပြီးခွေမလဲဆိုရင်စက်သမီးလေးဆော့မလဲဆိုရင်ပေါ့နော်ငါရှစ်တက်ကိုကျွန်တော်အဓိကကပ်ပြီးဆော့ရမှာကဟာနော်ငါရှစ်တက်ကိုကျွန်တော်ဗာနဲ့ကပ်မလဲဆိုရင်6-4နဲ့ကပ်ပြီးတော့ခွေပေးပါเนาะ6-4နဲ့ကပ်ပြီးတော့ခွေပေးပါเนาะ6-4နဲ့ကပ်ပြီးခွေပေးပါအဲ့တော့ဘာပြောစရာရှိလဲဆိုရင်အပူးထဲဖို့လုံးဝမမေ့ပါနဲ့တနင်္လာနေ့မှာအပူး2ကြိမ်ရိုက်ထားတဲ့အတွက်ကြောင့်ဒီလိုနေမျိုးမှာလူတွေကတတိလက်လွတ်မစောမိကောင်မစောမိလိမ့်မယ်ဆိုပါဟိုကတူတက်တက်ဆိုပါเนาะအဲ့တော့sorry မတို့တင်58ကိုကျွန်တော်တို့ဘာနဲ့ကပ်မလဲဆိုရင်6-4နဲ့ကပ်ပြီပါเนาะ6-4နဲ့ကပ်ပြီးတော့တော်တော်လေးကိုလှပါပြီပြီးတော့ကျွန်တော်စီမှာခုအင်္ဂါမကျော်ရှိရเนาะလိုချင်ရင်ကျွန်တော်ရဲ့ Fiber ဖုန်းနံပါတ်ဖြစ်တဲ့6993992 59တက်ဆိုတဲ့ Fiber မှာလာရောက်ပြီးတော့မိသားစုဝင်နိုင်ပါတယ်ဈေးနှုန်းလည်းမများပါဘူးကျွန်တော်စီမှာတစ်ခါဝင်မှเนาะမွန်ငါတပွဲစားတော့ပဲရှိတယ်เนาะပြီးတော့ upper time နဲ့မှန်တယ်ကျွန်တော်အမြဲတမ်းကာကွယ်လေးပေးတယ်ကာကွယ်မိသွားရင်ကျွန်တော်အစားထိုးနောက်တစ်လုံးပြန်ပေးတယ်အဲ့တော့ကျွန်တော်ဘာမှပေးကြမလို့အဲ့လိုမျိုးသွားတယ်เนาะဒီတစ်ပတ်ဆိုကျွန်တော်စောစောစီးစီးပေါ့เนาะအဲ့66နှစ်ကျွန်တော်အရင်ဆုံးပေးတာနှစ်က66ထောက်ပါဒါပေမဲ့ကျွန်တော်66ကာကွယ်မပါဘူးဆက်စော်ခိုင်းတယ်အဲ့ချိန်မှာနောက်ထပ်ကာကွယ်လာထွက်တယ်เนาะနောက်ထပ်ကာကွယ်ပါတယ်ဆိုရင်ကျွန်တော်တို့အင်္ဂါနေ့ကထွက်အမှမရပါဟော9ခွန်เนาะ9ခွန်နှစ်အမှโอเคသွားတယ်ပြီးတော့ကျွန်တော်ထပ်ပေးတာကတစ်ပေးတယ်ကြာတာပေးမကျော်တစ်ပေးတယ်ဗိုလ်တော်နေ့မှာထွက်တယ်တောက်ကြမကျော်ကိုပေးတယ်မနေ့ကထွက်တယ်အခုကျွန်တော်အင်္ဂါမကျော်ဒီနေ့စဆော့ရမယ်ဒီနေ့ထွက်မှာမသိဘူး